ရိုးရာရင်ကျင်းမှုပြောက်ကွေဖို့အရေးနဲ့ရောဆိုင်နေကြရတယ်မလူလူမျိုးဒီအကောင့်ကိုလေတွန်စားပြီးလာဖို့ဖိုက်ပါတယ်ဝင်းလံခေါဖြောရဲတောက်ပေါ်ဒေသမနင်းထိုင်ပြီးကတိုးတောက်ကိုအမှန်ပရုပနာတောက်ရစိုက်ပြိုရဲလောင်းနဲ့အတမဝန်ကိုပုကတဲ့လူဒီစွာရခိုင်ပရေတော့မနင်းထိုင်ရဲမရိုလူမျိုးတီဖိုက်ပါတယ်တောက်ပေါ်ဒေသနဲ့မရိုလူမျိုးတီစွာနာမဆက်တဲ့ခိုင်ကွန်မတီကိုဆောင်ရဲမွတ်တယ်မှုအပရာပညာရဲကျမ်းမာရဲလူမုံရဲဘဟုတုဒကအစအဖက်ဘက်မှာနေကြနေကြရပါတယ်မရိုလူမျိုးတီအခန်းကဏ္ဍတီမှာမှင့်မနေရတဲ့တဲ့လိုင်းမှာစကေရိုရာရင်ကျမှုပြောက်ကွယ်ဖို့အရေးမှာလေစိန်ခုံမှုတင်ဟင်းနေရလို့မရိုတန်ရသားစာပင်နဲ့ရင်ကျမှုအတန်အကတာဦးဇနေဖူကပေါ်ပါတယ်ဖန်ပရမုံနောက်ပြကျင်လက်ဒီလူမျိုးတစုဖြစ်ပါတယ်တိုးတော်ဒေတာကိုမြင်ဖို့ဖန်ပရမုံရှိတယ်သမိုင်းတလက်တနေစာတလုံးစာကိုမနေ့ပရိုဂရမ်အားထုတ်ပြီးလာဆိုလူမျိုးတစုဖြစ်တဲ့အတွက်နဲ့နေရာဒေတာမှာကုမ္ပဏီထောင်တဲ့လူတစ်ထီထောင်တဲ့လူကားထောင်တဲ့လူလည်းမရှိပါမရိုလူမျိုးတိစွာရှေ့ကြရဲလူမျိုးတစ်မျိုးဖိုက်ပြီးကရခိုင်ပြည်ကိုရှေးဥစွာဝန်ရောက်နေထိုင်ခဲ့တဲ့လူမျိုးလေးဖိုက်တယ်လို့ရခိုင်သမိုင်းမှတ်တမ်းတရသိရပါတယ်။မြို့တန်ရတတိမှာအခရတန်ရတတိပိုင်တိခရဘာသာစကားယဉ်ကျေးမှုဂီတာဒလေထုံတန်းတင်ဟင်းပြီးကရခိုင်ဒီနဲ့ခိုင်ဆက်ဆက်အတူတူကနေထိုင်လာခဲ့ဆိုလေဖိုက်ပါတယ်။မြို့လူမျိုးတိစွာနေကြရဲဘဝနဲ့ဖရတနေထိုင်နေကြရတဲ့အထိနိုင်ငံရေးရှောက်ထွေးမှုလက်နက်ကပဋိပက္ခဒီဂရမှာပါရန်ဆိုင်ရရဲ့အတွက်နဲ့အနေထိုင်ကြက်တဲ့မှုတွေကိုလည်းကုံတွင်းနေကြရပါတယ်။ရခိုင်ပြည်တွင်မြန်မာစိုက်တနရခိုင်တပ်တော်အေရိုတိုက်ပွဲဒီကိုဖေဗရီတင်းရှော်လာကြတဲ့လူတီထမှာမျိုးလူမျိုးတွေလည်းပါဝင်ပြီးကလိုင်းမှာစိုက်ပစ်ရှော်အဖိုင်နဲ့နေထိုင်နေစွာငါနိုင်နေပါတိကရမရလာခါရဖိုက်ပါတယ်မျိုးလူမျိုးတွေကုံတွင်းနေရတဲ့အခက်အခဲစင်ခုမှုတီကိုရခိုင်လူမျိုးအပါဝန်ရခိုင်မျိုးနွယ်စုဝန်အားလုံးကဝိုင်းဝန်းဖေရှားကူညီပြီးခဲ့ဖို့လိုအပ်တယ်လို့မျိုးတန်ရတတိကပရိုဆိုထားခဲ့ပါတယ်ရခိုင်မျိုးနွယ်စုထင်မှရှိရဲ့မျိုးသားဒီအလုံးအခါမျိုးနွယ်စုတို့အလုံးတဦးနဲ့ဦးဆိုင်ခေါ်ရနေမှုတဦးတူယုံကြည်ရရှိမှုတဦးနဲ့တူသဟာတာကြနေထိုင်ဆောင်ရမှုရာသပန်ဆောက်တွေ့ပြီးလာတွေ့ပြီးရခိုင်ပြည်တော်မှာတိတ်တဲ့တန်ရှောင်းခရံကေဖူခရံဖန်ဖိုရီအစားအစာကိုပူပေါင်းဆောင်ရခွန်တီနဲ့ဆောင်ရလာခဲ့ပါစီလို့ကျွန်တော်ပို့ချင်ပါတယ်မျိုးတန်ရတတိစွာဘင်္ဂလားဒေ့ရှ်အရှေ့ဘက်စိုက်တကောက်ဒေသရခိုင်ပြည်နဲ့ရှမ်းပြည်နယ်ပလက်ဝဒေသမှာပရန်ကျဲစွာနေထိုင်လျက်ဟင်ခဲ့ပါတယ်ရခိုင်ပြည်တွမ်းမှာတော့ကြောက်တော်ပုံနှကျွမ်းဘူးတိတော်မောက်တော်မြို့နယ်တီမှာအဓိကနေထိုင်ခဲ့ပြီးလူတွေအဖရာတောက်ကနန်းလောက်ရဟင်းရလို့သိရပါတယ်။ဇာပိုင်ပန်ဆိုဆိုကိုပိုင်ရင်ကျမုံဂီတာဒလေထုံတန်းတီနဲ့တန်းတွေစွာနေထိုင်လာခဲ့တဲ့မရိုလူမျိုးတီစွာဖွံ့ဖြိုးတိုးတက်မှုနောက်ကျမှုနဲ့အတူရိုးရာရင်ကျမုံရောက်ွယ်ဖို့အရေးကလည်းအနာဂတ်မှာရန်လီစရာတီဖိုင်နေပါတယ်။